educator တယောက်ရဲ့တာဝန်ကတော့ဒူဒူပဲ control ဆိုတဲ့စကားလုံးသုံးတင်တာလားပေါ့နော် mindfulness ဆိုတာဒီကံကိုထိန်းရတယ်ပေါ့နော်ထိန်းပြီးတော့စီးတယ်ပေါ့နော်ဒါလေးကအလားတူပဲကိုယ့်ရဲ့စိတ်ကိုဟိုထိန်းချောင်းနေဆိုတဲ့ဒီနေ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီ talk show မှာပေါ့နော်ဒေါက်တာဆန်ထွန်းကျွန်တော်အဖေလည်းဖြစ်ပါတယ်ပေါ့နော်နဲ့ဒီစကားပြောတဲ့program လေးဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့အဖေဟောပေါ့နော်ဒေါက်တာဆန်ထွန်းပေါ့နော်အဖေလည်းဖြစ်တယ်အဖေအနေနဲ့ကိုလေးတစ်ချက်လောက်အကြမ်းမြင်လေးပေါ့နော်မိတ်ဆက်ပေးပါအောင်2019မှာဒီတက္ကသိုလ်ဒီ philosophy ဌာနဗမောက္ခဌာနမှုအငြိမ်းစားယူပါတယ်ဒီ philosophy မှာပေါ့နော်ဒီစာသင်ရင်းနဲ့ဒီစီးပွားရေးတက္ကသိုလ်မှာလည်းစာသင်တယ် administrative ethics ဆိုတဲ့ဘာသာရပ်ပေါ့နော် MPA ဒါမှစာသင်တယ်နောက်ပြီးတော့ဒီ MBA တွေပေါ့ဒီ Master of Business Administration မှာဒီမလေးရှားလာဖွင့်တဲ့ဒီပေါ့နော်ဒီတက္ကသိုလ်မှာ level Lincoln University မှာလည်းပဲဒီ Business Ethics ကိုသင်ပါတယ်နောက်ဒီမှာ Liberal Arts ဘာသာရပ်ကတော့ GIC ပေါ့ GIC မှာဒီ IT ပညာသင်နေတဲ့ကျောင်းသူကျောင်းသားတွေကိုဒီ Liberal Arts ဆိုတဲ့ဘာသာရပ်ကိုသင်ကြားပို့ချနေပါတယ်ပြီးလို့ရှိရင်ဆရာနန္ဒသိန်းစံသင်ခဲ့တဲ့ဒီကဘာအေးကဒီနိုင်ငံတော်ပြည်ရည်သာသနာတက္ကသိုလ်မှာလည်းပဲဒီ Buddhist philosophy ပေါ့နော်ဒီ philosophy ဘာသာရပ်နဲ့ဆက်ဆက်ပြီးတော့ဒါသင်ကြားပို့ချပေးနေပါတယ်ဟုတ်ကဲ့ပါအဖေကျေးဇူးတင်ပါတယ်မိတ်ဆက်ပေးတာဟုတ်ဆိုတော့ဒီနေ့ကဒါတို့ပေါ့နော်ဒီ GIC ရဲ့မြန်မာနိုင်ငံမှာ Secretariat Gateway မှာလည်းသင်ပေးနေတဲ့ဒီ Liberal Arts ပေါ့နော် Liberal Arts နဲ့ပတ်သက်ပြီးတော့ဒီဘာကြောင့်သင်ဖြစ်တယ်လဲပေါ့နော်ဒီဘယ်လိုမျိုးလိုအပ်ချက်တွေရှိလို့ဆိုတဲ့ဟာမျိုးနဲ့ဟိုတစ်ချက် discussion လေးတစ်ချက်လုပ်ချက်ပါတယ်ပေါ့နော်ဆိုတော့ဆက်စချင်းဒီကျွန်တော်တို့ဒီအရင်တော့ဒီ Liberal Arts ကိုသင်ပေးဖို့ကကျွန်တော်ကတောင်းဆိုခဲ့တယ်ပေါ့နော်ဒီကျွန်တော်တို့ဒီ GIC က IT company ဖြစ်တယ်ဆိုတဲ့အခါမှာ IT ရဲ့ဝန်ထမ်းတွေအတွက်ကောပြီးတော့ဒီအကြောင်းအပေါ်နော်ဒီ IT school မှာလာတက်တဲ့သူတွေအတွက်ကို IT တခုတည်းအရင်တော့ဆို IT တခုတည်းနဲ့ပြီးတော့ဒီဂျပန်စာပေါ့နော်ဆိုတဲ့ training လုပ်ခဲ့တဲ့အားနေပြီးတော့ဒီခု AI kit ပေါ့နော် AI kit ကိုလည်းရောက်လာပြီဒီခုခေတ်ကာလအပြောင်းလဲကြောင့်အတွက်ဆိုရင်အရင်တော့လည်းလိုအပ်တယ်ဆိုပေမဲ့ပို့ပြီးတော့လိုအပ်လာတယ်ပေါ့နော် Liberal Arts ဆိုတဲ့ဒီနေ့ပြောမဲ့ထဲမှာလည်းဒီအဖေအနေနဲ့ဆွေးနွေးနေပါမယ်ထင်တယ်ပေါ့နော် logical thinking critical thinking တော့ပြီးစိတ်ကိုဘယ်လိုမျိုးထားရမယ်တို့ leadership တို့ဆိုတဲ့ဟာမျိုးနော် soft skill ပေါ့ဆိုရတဲ့ပတ်သက်ပြီးတော့ discussion လုပ်သွားကြပါလေဟုတ်ဆိုတော့ဒီတစ်ခေါက်ပေါ့နော်ဒီအဖေအနေနဲ့ဆိုရင်ဒါလူငယ်တွေနဲ့ကျွန်တော်2024ရာနဲ့စပြီးတော့ဒါအရင်တော့ဆိုရင်အဖေသင်ခဲ့တဲ့ထဲမှာတက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့ဒီ MBA ကျောင်းသားတွေပဲများတယ်လို့ထင်တယ်ပေါ့နော်ဆိုတဲ့အခါမှာဒီတစ်ခေါက်ဆိုရင်ဒါတိကျပါကျောင်းတက္ကသိုလ်တက်တယ်ဆိုတဲ့သူမဟုတ်သေးပဲနဲ့10တန်းအောင်ပြီးသားလူတွေကိုဒါ2နှစ်လောက်သင်ထားတဲ့အခါမှာဆိုရင်ဘယ်လိုမျိုးစစချင်းတော့ထပ်ပါတော့ဒီမျောလင်းခဲ့တဲ့ဟာနဲ့လက်တွေ့ခု2နှစ်လောက်သင်ခဲ့တဲ့ဟာမှာဆိုရင်ဒီအဖေအနေနဲ့ဒီပမာခတရားအနေနဲ့ပေါ့နော်ဒီဘယ်လိုမျိုးမြင်တယ်လဲပေါ့နော်ဘယ်လိုမျိုးအတွေ့အကြုံတွေကိုတိုင်ကဘယ်လိုအတွေ့အကြုံရခဲ့တယ်ဆိုတာလေးနဲ့ချက်တော့ပြပြပေးလို့ရမှာမသိဘူးကောင်းတယ်ဟိုဒီ education ပေါ့နော်ဒီပညာရေးဆိုတာကဟိုသူ့ရဲ့တာဝန်တစ်ခုရှိတယ်သူကဟိုဘယ်ပညာရပ်ကိုပဲဟိုသင်ယူသည်ဖြစ်စေဟိုပို့ချသည်ဖြစ်စေပေါ့နော်ပြီးတော့သူ့ရဲ့တာဝန်ရပါလဲဆိုရင်ဒီလူတစ်ယောက်ရဲ့ဒီစိတ်မှာသူ့ရဲ့ပင်ကိုအရေးအသွေးပေါ့နော်ပင်ကိုရည်သွေးတစ်ခုကိုဟိုထွက်လာအောင်ပေါ့နော်ကုညီရတဲ့တာဝန်အလုပ်ပဲဒါ education ရဲ့တာဝန်ကသူရဲ့ education ဆိုတာဟာဒီသူရှေးအစဉ်ဆက်ပေါ့နော်ဒီနိုင်ငံတကာဒီတက္ကသိုလ်တွေမှာသူရဲ့ဒီပေါ့နော်ဒီလုပ်တဲ့အလုပ်ပေါ့ဒါ bring out ဆိုတာကလူတွေမှာအရေးချင်းကရှိကြတယ်ပေါ့နော်ကျောင်းသူသူ့ level အလိုက်ပေါ့နော် high school အောင်ပြီးသားလူပါလေသူ့အရေးချင်းရှိတယ်တက္ကသိုလ်မှာလည်းတက္ကသိုလ်အလိုက်အရေးချင်းတွေရှိတယ်အဲ့ဒီအရေးချင်းတွေကို
educator တယောက်အနေနဲ့ပေါ့နော်သူတာဝန်ရပါလဲဆိုရင်သူတို့ရဲ့အရေးအချင်းတွေအရေးသွေးတွေဖြစ်လာအောင်ဟို facilitation လုပ်ပေးတယ်ပေါ့နော်ဒါအဲ့ဒါဒီဟို educator တယောက်ရဲ့တာဝန်ပေါ့အဲ့ဒီတာဝန်ကိုထမ်းဆောင်တာပေါ့အဲ့တော့ဟိုတက္ကသိုလ်အဆင့်ကျောင်းသားပဲဖြစ်ဖြစ်နောက်တစ်ခါဒီ high school အောင်ပြီးကာစာကျောင်းသားပဲဖြစ်ဖြစ်နောက်တစ်ခါဒီ post grad ပေါ့နော်ဒီဟို master level ပဲဖြစ်ဖြစ် PhD level ပဲဖြစ်ဖြစ်ဟိုဘယ် level ပဲဖြစ်ဖြစ် educator တယောက်ရဲ့တာဝန်အဲ့ဒီတာဝန်ပဲသူတို့မှာရှိထားတဲ့အရေးချင်းတွေကိုအရေးသွေးဖြစ်လောက်အောင်ဟိုထုတ်ပေးရမယ်တာဝန်ပေါ့အဲ့တာဝန်ကိုထမ်းဆောင်တော့ပေါ့နော်အဲ့ဒါလို့ဒါ education နဲ့ဆက်ဆက်ပြီးတော့ educator တယောက်ရဲ့တာဝန်ပေါ့နော်အဲ့ဒါလေးပထမရှင်းပြတာပေါ့နော်ဟုတ်ကဲ့ပါဟုတ်ဆိုတော့ education တယောက်တာဝန်ရတော့ဟုတ်ပြီပေါ့နော်ခုနသားမေးချင်တာကကျတော့ဒီအခုချိန်ဒီတက္ကသိုလ်ကျောင်းသားကျောင်းသူတွေနဲ့ပဲအဓိကသင်ခဲ့တယ်ပေါ့နော်ပြီးတော့ဒီတက္ကသိုလ်ကျောင်းသားမဟုတ်ဘဲနဲ့အလုပ်ငန်းခွင်ကနေပြီးတော့မှ MBA တို့ပြီးတော့အစိုးရရင်တော့ဆိုရင်အစိုးရဝန်ထမ်းကြီးတွေတို့ကိုဒီသင်ခဲ့တာမရှိခဲ့တယ်ပေါ့ဆိုတော့ educator တယောက်အနေနဲ့အဲ့ဒါမျိုးအခုပြောသွားတဲ့ဟာရဆိုရင်ဘာမှမကွာဘူးလို့ပြောချင်တာလားဒါမှမဟုတ်ရင်ဘယ်လိုမျိုးကိုဆိုလိုချင်တာလဲပေါ့နော်အဲ့ဒါဆိုလိုရင်းကိုတိတ်တော့နားမလည်လိုက်ဘူးပေါ့နော်ဒီဟိုလူအတက်ငယ်တာကြီးတာတွေးတုံရှိတာမရှိတာကတင်ကြားရေးကလူတယောက်အနေနဲ့ဆိုရင်ကအတူတူပဲလို့ဆိုလိုချင်တာလားဒါမှမဟုတ်ရင်ဘယ်လိုမျိုးကွာတယ်လဲဆိုတော့သိချင်တာဆိုတော့ဒါမှမကွာဘူးလို့ပဲပြောရမယ်လို့ဆိုလိုချင်တာလားဟိုတာဝန်ကတော့ပေါ့နော်ဒီဟိုကျောင်းသူကျောင်းသားတွေရဲ့ပေါ့နော် learning လုပ်နေတဲ့သူတွေရဲ့ပေါ့နော်ဒီဟိုအရေးချင်းတွေကိုအရေးသွေးဖြစ်အောင်လုပ်တဲ့ခါမှာဘာကွာခြားတော့ဆိုရင်ခုနဒီဟိုကျောင်းသူကျောင်းသားတွေရဲ့ level ကတော့ကွာတော့ပေါ့နော် level ကွာတဲ့အခါမှာသူတို့ level ကိုကြည့်ပြီးတော့မှကိုကဟိုပြောရတဲ့ဟာတော့ကွာခြားမှုတော့ရှိတာပေါ့နော်ဒီသင်ရိုးညွှန်းနှမ်းမှာဒီမှာဆို level arts မှာဆိုသင်ရိုးညွှန်းနှမ်းကိုကိုရေးပိုင်ခွင့်ရှိတဲ့အခါမှာဒါပို့ပြီးတော့ freedom ဖြစ်တယ်ဒီ level arts ကိုသင်ရပြီးတော့ level arts ရဲ့ဘာသာရပ်ကိုကတော့ freedom ကိုဥတည်သွားတဲ့ဘာသာရပ်မှုလို့မို့ humanity ပေါ့လူသားတွေရဲ့ဒီလွတ်လပ်စွာဒီဆုံးဖြတ်ပိုင်ခွင့်နဲ့တာဝန်ယူတဲ့ဒီ concept တွေကိုပြောရတာပေါ့နော်နောက်တစ်ခါဒီဟိုတက္ကသိုလ်တွေမှာကျတော့ဒီဟိုသင်ရိုးညွှန်းနှမ်းကဒီအတူဟိုပေါ့နော်ကိုယ်တိုင်ပေါ့နော်ချမှတ်ထားတာမဟုတ်ဘူးနော်ရှေ့အစင်အလာပေါ့နော် academic ကဒီ syllabus တွေနဲ့သွားတဲ့အခါမှာဟိုတခါတလေသူ့ရဲ့သင်ရိုးဘောင်တွေကနေပြီးတော့မှပေါ့နော်သူတို့အတွက်အကျိုးရှိမဲ့ဟာတွေဟိုကိုကပြီးတော့ဟိုပြောရတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ educator တယောက်ရဲ့တာဝန်ကတော့တူတူပဲဘယ်သူပဲပေါ့နော်ဘယ် level ပဲပြပြတူတူပဲဒါပေမဲ့ကျောင်းသူကျောင်းသားတွေပေါ်မှာမူတည်ပြီးတော့မှပြောင်းလဲပြီးတော့ဟိုပြောရတာတော့ဒါတော့ရှိတယ်နောက်တစ်ခါဒီသူတို့ရဲ့ပေါ့နော်သူတို့ ਨੇ ပေါ့များတော့ dialogue လုပ်တဲ့ဒီပေါ့ method ကိုသုံးတယ်ပေါ့နော်ဒီကျောင်းသူကျောင်း dialogue လုပ်တဲ့ method ကိုသုံးတဲ့အခါမှာကျောင်းသူတယောက်ချင်းတောင်မှသူတို့ရဲ့အရေးအသွေးတွေမတူကြတဲ့အခါမှာသူတို့ပြန်ပြီး response လုပ်တဲ့အခါမှာလည်းပဲဟိုပြောင်းပြီးတော့ပြောရတာပေါ့နော်သူတို့ရဲ့ဒီခံယူပေါ်မှာမူတည်ပြီးတော့မှသူတို့ခံယူနိုင်စွမ်းရှိတာကိုဟိုနော်ကိုကနေပြီးတော့စကလုံးကအစပေါ့ရည်ရွယ်ချက်ကတော့ပြောင်းမသွားဘူးဥတီချက်ကတော့ပြောင်းမသွားဒါပေမဲ့အသုံးပြုတဲ့ဒီစကလုံးတွေအသုံးပြုတဲ့ news တွေတော့ပြောင်းပြီးတော့ပေါ့နော်ပြောတာမျိုးရှိတယ်အသားရဲ့မေးခွန်းကလည်းတမျိုးဖြစ်တာဖြစ်နေမှထင်တယ်ဒီဆရာတယောက်ရဲ့ခံယူချက်တို့ဘာလို့ရဲ့မေးခွန်းမဟုတ်ပဲနဲ့ဒီခုနကပြောသွားတယ်မှာတော့ပါတော့ဆိုပေမဲ့သူတို့ရဲ့ကျောင်းသားရဲ့အတွေ့အကြုံဘာညာကွာတဲ့ဟာပေါ်မူတည်ပြီးတော့ဟိုဘာကွာခြားတယ်လဲဆိုတော့သိချင်တာဖြစ်ခဲ့တာဆိုတော့လေဆိုတော့ခုပြောသွားတယ်မှာတော့ပါမယ်လို့တော့ထင်တယ်ဆိုပေမဲ့ဒီကျောင်းဆရာတယောက်ရဲ့စိတ်နေစိတ်ထားမပြောင်းလဲဆိုတာသိပြီးသားပဲဆိုတော့လေဒါမျိုးကဟိုအခြေခံပြောင်းစရာလည်းမရှိဘူးဆိုတဲ့ဟာလည်းသိတာဆိုတော့ဟိုဘယ်လိုမျိုးကွာခြားချက်ရှိတယ်လဲဆိုတော့အဓိကသိချင်တာဆိုတော့လေအခုအချိန်ကျွန်တော်တာအဖြေကရနေတာလားမရတာသိနားမလဲဖြစ်နေတာဖြစ်နေပြီးတော့ဘယ်လိုမျိုးလေးဟိုခံစားချက်လို့ပြောရမလားဘာဖြစ်နေလဲနည်းနည်းလွယ်အောင်ပြောရမယ်ဆိုရင်တော့ဒီလွယ်အောင်ပြန်မေးရမယ်ဆိုရင်ဒီလိုမျိုး10တန်းအောင်ပြီးသားသူတွေကိုတင်တာနဲ့တက္ကသိုလ်ကျောင်းသားတွေကိုတင်တာနဲ့
ပြီးတော့အလုံးလုံးနေတဲ့လူပေါင်းလောကတွေကအလုံးလုံးနေတဲ့သူတွေကိုတင်တာ ਨੇ ဘာကွာလဲဆိုတဲ့ဟာလွယ်လွယ်လေးသိကျင်တာပေါ့နော် simply ပြောမယ်ဆိုရင်ဘာကွာတယ်လဲပေါ့နော်အတွေ့အကြုံကတော့ဖြစ်တဲ့ကြောင့်ဘာမှမကွာဘူးဆိုတာဆိုရင်လည်းဘာမှမကွာဘူးဆိုတာလေးမဆရာဘာမှခတယောက်နေနေဆိုတာဘာမှမကွာအကုန်လုံးတူတူပဲဘာခံစားချက်မှလည်းမကွာချဘူးလားပေါ့နော်ဆိုတော့သိကျင်ခဲ့တာဖြစ်ပြီးတော့အခုချိန်ထိအဖြေမရနေသေးဘူးလားလို့တော့ကျွန်တော်ဒါအနေနဲ့ဆိုတော့ထင်တယ်ပေါ့နော်လွယ်လွယ်ကူပြောနေမကွာဘူးဘာမှကွာဘာမှကွာအဲ့လိုဆိုတော့ဟိုကိုဘက်ကပေးနေတာဆိုတော့လေကိုဘက်ကပေးနေတာဆိုတော့နေတဲ့သူပဲပေးပြီးကြီးတဲ့သူပဲပေးပြီးပေါ့သူဘက်ကပြန်လာတာမရှိဘူးလို့ဆိုလို့ကျင်တာသူဘက်ကပြန်လာတာပေါ့ဘူးဒီကွာပေးတာကိုသူကကြတော့လေဟုတ်ပြီဆိုတော့ပြန်လာတဲ့ဟာကဟုတ်ပြီအဲ့ဆိုရင်တင်ကြားရေးဆိုတာတချို့တင်ကြားရေးတွေကပေးတစ်ခုပဲရှိတယ်ဆိုတာမျိုးနဲ့ပြောလာလားလို့ထင်သွားတယ်ဆိုတော့အခုကသူဘက်ကပြန်လာတဲ့ဟာပေါ်မှာမူတည်ပြီးတော့လေကိုကဒီပြန်ပေးတယ်ဆိုတာမျိုးပြောတာဖြစ်တဲ့ကြောင့်မလို့အသွားပြန်အလားဘယ်လိုပြောအပေးအယူရှိတဲ့တင်ကြားမှုပုံစံဟုတ်တယ်လို့ဆိုလို့ကျွန်တော်ဖြစ်ပြီးတော့အဲ့ဒါကကိုကတော့ပေးမဲ့ပုံစံ framework တစ်ခုဘောင်တစ်ခုကတော့ရှိထားပြီးတော့မှအဲ့တော့မူတည်ပြီးတစ်ဖက်လူကဒီကျောင်းသူကျောင်းသားပေါ့နော်ကိုကတင်ကြားပေးနေတင်ကြားခံတဲ့သူကဘယ်လိုပြန်ပြီးတော့တုံ့ပြန်တဲ့ဟာပေါ့မူတည်ပြီးတော့ကိုရဲ့ဒီပြောပုံပြောနည်းကိုcustomer အင်္ဂလိပ်လိုဆို customize ဟုတ်တယ်မြန်မာလိုဆိုရင်ဒီဘယ်လိုပြောရမလဲလိုက်ရောညီထွေဆိုတာပြန်လဲပြောပြရင်းနဲ့အဲ့လူရဲ့အသိဉာဏ်ကိုတိုးတက်သွားအောင်ပြီးတော့ guidance ပေးတယ် coaching ပေးတယ်ဆိုတဲ့ဟုတ်တယ် coaching method ပဲပေါ့အဲ့ကြောင့်မလို့ဘယ်လိုပဲဖြစ်ဖြစ်ကွာခြားမှုမရှိဘူးဒါပေမဲ့ပြောရတဲ့စကားလုံးတွေတော့ကွာသွားနိုင်တယ်ဟုတ်တယ်ပြောသုံးတဲ့ reference တွေကွာသွားနိုင်တယ်လို့ဆိုလိုချင်တာဖြစ်ပြီးတော့ကြီးတာငယ်တာကဘာမှဒီဆရာတယောက်အနေနဲ့ဆိုရင်ထူးခြားမှုရှိမနေဘူးလို့ဆိုလိုချင်တာပေါ့ဟုတ်တယ်ဟိုအားစိတ်ရတာတော့နည်းနည်းကွာတယ်အားစိတ်ရတော့ကွာတယ်ဘာလို့တချို့ကျတော့နည်းနည်းပိုအားစိတ်ရတယ်တချို့ကျောင်းတော်တဲ့လိုအပ်ချက်ကပုံများတယ်ပေါ့နော်ဟုတ်ကဲ့ညာတဲ့အခါမှာကိုဘက်ကအားပိုဆိုင်ရတယ်တချို့ကျောင်းတော်သားကျတော့သူတို့မှဟို bright ဖြစ်တဲ့ကျောင်းတော်သားတွေလည်းပါတယ်အခါမှာကိုဘက်ကအားဆိုင်ရတယ်နည်းနည်းတက်တာအဲ့ဒါလေးတစ်ခုပဲကွာတာကိုပေါ့နော်ဟိုသူတို့ကိုဟိုအားနေချက်များတဲ့ကျောင်းသားလည်းတွေ့ဘူးတယ်ဆိုတော့လေဟုတ်ကဲ့အခါမှာသူတို့အတွက်ကျတော့နည်းနည်းလေးကိုအားဆိုင်ပေးရတော့ပေါ့အဲ့ဒါတစ်ခုပဲကွာတာပေးရတာတော့တူတူပဲပေါ့နော်ပေးတာချင်းရတော့ဟုတ်ဂျပန်နိုင်ငံမှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပါတော့เนาะဒီလူပေါင်းလောက society တွေကိုရောက်လာကြပြီဆိုရင်စိတ်ပေါ့เนาะpressure တွေများကြတယ် stress တွေများကြတယ်ပေါ့เนาะဆိုတဲ့ဟာမျိုးတွေတွေ့ရတယ်ပေါ့ကျွန်တော်အနေနဲ့ဆိုရင်တော့ဒီအရင်တော့မသားအနေနဲ့ဆိုရင်ပေါ့เนาะနော်ဆိုရင်အခုလဲဟို stress အနေနဲ့များလို့လူဆိုတာ stress တော့ရှိမှာပဲဆိုတော့လေပြီးတော့ pressure ဆိုတာလည်းဒါပဲနေရာမှာဆိုရှိတာပဲဒါပေမဲ့အဲ့ဒါကိုကဒီဘယ်လိုမျိုးတုံ့ပြန်တယ်လဲပေါ့နော်ဆိုတဲ့ဟာကအရေးပါမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒီliberal arts တင်ယူတဲ့မှာ mindfulness ဆိုတဲ့ keyword ပေါ့နော်ဆိုတဲ့ဟာမျိုးပါတယ်ပေါ့ဆိုတော့ဒီ mindfulness ကိုလေ့လာတယ်mindfulness ကဒီလူပေါင်းလောကထဲမှာရှင်သန်ဖို့အတွက်ကိုလူငယ်တွေအတွက်ကိုဒါအခြေခံတစ်ခုအနေနဲ့အရေးကြီးတာတစ်ခုအနေနဲ့လို့လည်းထင်တယ်ပေါ့နော်ဆိုတော့ဒီပညာရှင်ဆွေးနွေးကနေပြီးတော့တစ်ချက်ဆွေးနွေးပြပါလားပေါ့နော်ဟုတ်ဒီ mindfulness ကဒီဟိုစိတ်ရဲ့တကားပေါက်ကိုပေါ့နော်တကမှုသဘောမျိုးပေါ့နော်သူရဲ့ဒီဟိုပါဠိလို့ဆိုရင်တော့ဒီဟိုတတိပေါ့နော်တတိဆိုတာကဟို guardian ပေါ့နော်ဒီ guardian လောက်တယ်ပေါ့ဒီ mind door ရဲ့ the guardian of the mind door ပေါ့ဟိုပေါ့ဆိုတော့လူမျိုးမရွေးပါတာမရွေးပေါ့နော်ဒီကိုယ့်ရဲ့ဒီဟိုမြင်တာဒီတိတာဒီပါကိုယ်စိတ်ကနေပြီးတော့ဘယ်လိုမျိုးဒီဟိုထိန်းချောင်းနေပေါ့နော်ထိန်းချောင်းနေဆိုစကားလုံးလေးသုံးတာပိုကောင်းတယ်သူကကြတော့လေဟိုဒီ mindfulness ကပြီးတော့ဒီ Harvard တက္ကသိုလ်တို့မှာလည်းပဲဒီတခြားနိုင်ငံတကာတက္ကသိုလ်တို့မှာလည်းဒီ psychology ပါမောက္ခတွေကသူတို့ရဲ့ပေါ့နော်ကျောင်းသူကျောင်းသားတွေကိုလေ့ကျင့်ပေးတယ်ဆိုတော့ဒါကအင်တန်ကောင်းတဲ့ဒီလေ့ကျင့်ခန်းတွေပဲပေါ့ပြီးလို့ရှိရင်ဒီ Harvard တက္ကသိုလ်ထုတ်တဲ့စာအုပ်လေးတုပ်လည်းရှိတယ်အဲဒီစာအုပ်လေးတုပ်ကိုဖတ်ပြီးတော့လည်းပဲဒီ GIC အတွက်တဲ့သင်ရိုးလေးတစ်ခုဒါလောက်ထားတော့ပေါ့ပြီးတော့
ဒီ mindfulness ဖြစ်လို့ဘာအကျိုးကျေးဇူးရမှာလဲပေါ့နော်သူရဲ့ outcome ပေါ့ outcome ကဒီခုနပြောတဲ့ stress ကို short ချပေးတာလေဒါလည်းပါတယ်ပေါ့ဘာလို့လဲဆိုတော့နေ့စဉ်ဘဝမှာအလုပ်တွေလုပ်ကြတဲ့အခါမှာဟိုဘယ်အလုပ်ပဲလုပ်ပေါ့နော်ဒီအလုပ်လုပ်တဲ့အခါမှာလူမှာဒီကိုယ့်ရဲ့ပေါ့နော်ဒီ physical ရဟိုပြင်ပန်းတာကိုအနာယူတဲ့လူမျိုးပေါ့ဒီကိုယ့်ရဲ့စိတ်မှလည်းပဲပေါ့နော်ဒီအနာယူတဲ့သဘောမျိုးလို့ပြောရင်လည်းရတယ်ပေါ့ပြီးလို့ရှိရင်သူကဒီဟိုကိုကျောင်းသူကျောင်းသားတွေနဲ့သင်ရင်ရောနောက်တစ်ခါဒီပေါ့နော်ဟိုကိုသင်ခဲ့ရတဲ့ဒီပေါ့နော်ဒီလူကြီးပိုင်းတွေရောလူငယ်ပိုင်းတွေရောနောက်တစ်ခါနောက်ဆုံးဒီဦးစင်းတွေကအစပေါ့နော်သူတို့ဒီနေ့စဉ်ဘဝမှာဘယ်အလုပ်ကိုပဲလုပ်လို့ပေါ့နော်ဒီတတိနဲ့လုပ်တယ်ဆိုလို့ရှိရင်အမှားနေတယ်ပေါ့နော်ဒါလေးကိုလည်းပဲဟိုလေ့ကျင့်ခန်းလုပ်တာပေါ့နော်လေ့ကျင့်တော့နောက်ကကိုယ့်ရဲ့ attitude ပေါ့ဒီ attitude ကိုပြန်ပြီးတော့ဒီကောင်းမွန်တဲ့စိတ်ထားကိုထားတတ်တဲ့အလေးအကျင့်ပေါ့စိတ်ကိုထားတတ်တဲ့အလေးအကျင့်အမှန်တော့လေအဲ့ဆိုကနေဟိုလေတစ်ချက်လောက် mindfulness ဆိုတဲ့စကားလုံးကိုနည်းနည်းလေးအဓိပ္ပာယ်ဟိုနားလဲလွဲအောင်ပေါ့နော်ပြောကြမယ်ဆိုရင်ကဒီဘယ်လိုမျိုးပြောတရားထိုင်တာမျိုးလားပေါ့နော်အဲ့လိုမဟုတ်ဘူးလို့လည်းထင်တာဆိုတော့ခုနပြောသွားတဲ့အထက်မှာဆိုရင်ဒီလေ့ကျင့်ခန်းတစ်ခုလုပ်တယ်ပြီးတော့ဒီကိုယ့်ရဲ့အပြုအမူအပြောဆိုရ control လုပ်တယ်ဆိုတော့ပြောတယ်ပေါ့နော်ဆိုတဲ့အခါမှာဒီ mindfulness ဆိုတဲ့ဟာကတရားထိုင်တာဆိုတဲ့ဟာမျိုးမဟုတ်ဘူးလို့လည်းထင်တယ်ဒါပေမဲ့တရားထိုင်တာတခုတည်းမဟုတ်ဘူးဆိုတော့တရားထိုင်တာပါတယ်လို့လည်းပြောရတယ်လို့ဒီဒါပေမဲ့တရားထိုင်တာတခုတည်းမဟုတ်ဘူးဒီနေ့စဉ်ကိုယ့်ရဲ့ဒီပြုမှုပြောဆိုဒီနေထိုင်တဲ့အထဲမှာဒီဘယ်လိုမျိုးစိတ်ကို control လုပ်ရမယ်ဆိုတာက control ဆိုတဲ့စကားလုံးသုံးသင့်တာလားပေါ့နော် mindfulness ဆိုတာဒီ mind ကို control လုပ်တယ်လို့ဆိုလို့ချင်တာလားဒါမှမဟုတ်ရင် observation လုပ်တယ် observation ဆိုမြန်မာလိုဆိုရင်ကစောင့်ကြည့်တယ်ဆိုတဲ့သဘောပေါ့အဲ့မှာစောင့်ကြည့်ရှုထိန်းချောင်းတယ်ဆိုတဲ့စကားလုံးပို့သဘောထိန်းချောင်းတယ်ကိုစိတ်ကိုထိန်းချောင်းတယ်ဟိုဒီကျောင်းသူကျောင်းသားတွေလူငယ်တွေကိုစကားပြောရင်ဟိုတနည်းအားဖြင့်စကားလုံးနဲ့တလုံးသူတို့မြန်မာပြည်မှာကိုစိုက်ကယ်လေးတွေစီးကြတယ်ပေါ့နော်စိုက်ကယ်စီးတဲ့ကမှာလက်ကင်ကသူပေါ့နော်လက်ကင်ကိုထိန်းရတာပဲပေါ့နော်လက်ကင်ဘာကိုထိန်းရလဲဆိုတော့သူဟိုလမ်းမှာတွေ့တဲ့ပေါ့နော်ခဲလုံးတွေမနှင်းမိအောင်ဂျိုင်းတွေကိုမနှင်းမိအောင်ပေါ့နော်ကိုယ်တိမ်မောက်မသွားအောင်ပေါ့စိုက်ကယ်တိမ်မောက်မသွားအောင်လက်ကင်ကိုထိန်းရတယ်ပေါ့နော်ထိန်းပြီးတော့စီးတယ်ပေါ့နော်ဒါလေးကအလားတူပဲကိုယ့်ရဲ့ဟိုဘဝခရီးမှာလည်းပဲပေါ့နော်ဒီကိုယ့်ရဲ့ဒီစိတ်ကိုဟိုထိန်းချောင်းနေဆိုတဲ့စကားလုံးလေးကဟိုမြန်မာစာမှာပို့ပြီးတော့ဟိုထိရောက်မယ်လို့ထင်ပါဘူးဆိုတော့ school ကျောင်းသွားတယ်ကျောင်းကနေပြီးတော့ပေါ့နော်ဒီဟိုကိုယ့်အတွက်ပေါ့နော်ကိုတိုင်းနားလည်ပြီးမှတော့ကိုတိုင်းထိန်းချောင်းရတဲ့သဘောမျိုးပေါ့နော်သူရ practice လုပ်ကြောင်းတယ်အင်္ဂလိပ်လိုဆို steering လို့ပြောရမလား steering လို့ပြောရအောင်အဲ့လိုထိန်းချောင်းတယ်အဲ့လိုပြောအဲ့တော့ဆိုင်ကယ်ကိုတော့ပြောလိုက်တာဆိုတော့ steering ကိုလုပ်တယ်လို့ပြောတာမျိုးဒါကကြတော့ဥပမာလေးပေးလိုက်တာပါအမှန်တော့လေဘာလို့ပဲလုပ်ပေါ့နော်ကိုလုပ်တဲ့အလုပ်ကိုစိတ်ကနေပြီးတော့ concentration လုပ်ထားတယ်ပေါ့နော်အာယုံစိုက်ထားတယ်အဲ့တော့ तू ကဒီလက်လွတ်မလုပ်ဘူးဆိုတတိလက်လွတ်မလုပ်ပေါ့ concentrate ပြီးတော့ तू အာယုံစိုက်ပြီးတော့လုပ်တယ် तू က focus လုပ်တယ် awareness လုပ်တယ်လို့တော့သုံးတယ် तू က function तू ကဒီ mindfulness က तू မှာအလုံးလုံးလုပ်တယ်ပေါ့နော်တခု focusing လုပ်တယ်ပေါ့တခုကို तू focus လုပ်တယ်ပြီးလို့ရှိရင် awareness ရှိတယ်အဲ့ဒီနှစ်ခုနဲ့ तू အလုံးလုပ်သွားတယ်ပေါ့အဲ့တော့အာယုံစိုက်ပြီးတော့မှဟိုစိတ်ကိုမပြတ်မလွတ်ပဲနဲ့ကိုလှုပ်တဲ့အလုပ်ပုံမှာသူကတတိရှိနေတာမျိုးပေါ့နော်အဲ့ဒါဆိုရင်သူအမှားနေတယ်ပေါ့အဲ့ဒီသဘောမျိုးသူကပြောချင်တာ mindfulness ဒါပေမဲ့ခုန meditation လုပ်တာလားလို့မေးလိုက်လို့ရှိရင် meditation လုပ်တာကကြတော့သူကလေ့ကျင့်တာသူကဟိုသူကတော့ဂျင်ကစားတယ်လို့ပဲဆိုဥပမာတစ်ခုပါတယ်ဂျင်ကစားတာအနေတိုင်းဂျင်24နိုင်ဂျင်ကစားတာတော့မဟုတ်ဘူးပေါ့နော်သူသတ်မှတ်ထားတဲ့အချိန်တော့ဂျင်သွားကစားတယ်ပြီးတော့မှကိုယ့်ရဲ့ physical body ကိုပြန်ပြီးတော့ထိန်းတယ်ပေါ့နော်ဒါဂျင်ကစားတဲ့ခါမှာ the physical ဂျင်ကစားနောက် mental ဂျင်ပေါ့ဒါတော့ဒီစိတ်ကိုလာပြီးတော့ဒီ7မိနစ်သို့မဟုတ်15မိနစ်ပေါ့နော်အဲ့လိုကိုယ့်ရဲ့စိတ်ကိုလေ့ကျင့်တာတော့လုပ်ရတယ် train လုပ်တယ်ပေါ့နော်အဲ့လို train လုပ်တဲ့သဘောမျိုး education လုပ်တဲ့သဘောမျိုးပဲပြီးတော့မှကိုကနေ့စဉ်ဘဝမှာဒီလေ့ကျင့်ပုံမှာမူတည်ပြီးတော့မှဒါကိုအသုံးပြုသွားတယ် apply လုပ်သွားတယ်ပေါ့နော်
နော်အဲ့တဘောပဲ mindfulness လုပ်တယ်ဆိုတာကလေအဲ့လိုပြောရင်တော့ရတယ်ဒီနေ့က mindfulness ပေါ့နော် mindfulness ရဲ့ introduction ပေါ့နည်းနည်းဒီအစာပြောလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ပြောပြပေးတယ်ကျေးဇူးတင်ပါတယ်ဆိုတော့ဒီနေ့ကဒီ part 1ပေါ့နော်အနေနဲ့ဒီ liberal arts အကြောင်းကိုဆွေးနွေးတဲ့ဟာရဲ့ပထမဆုံးစကားဝိုင်းဖြစ်ပါတယ်ဆိုတော့ဒီနောက်ဆုံးအနေနဲ့ပေါ့နော်နောက်ပိုင်း part 1 2 3တဲ့ဆက်သွားအောင်ပါဆိုတော့ဒီဟာရဲ့ဒီညီကုန်းချုပ်လေးအနေနဲ့နားထောင်နေတဲ့သူတွေကိုပြောပြချင်တာလေးရှင်ပိတ်ပေးပါအောင် liberal arts ဆိုတာကဒီ humanity ပေါ့ဒီလူသားတွေအတွက်ပေါ့နော်ဒီဘယ်သူမဆိုပေါ့နော်ဒါလေ့ကျင့်ရတဲ့ education တစ်ခုဖြစ်တယ် training တစ်ခုဖြစ်တယ်ပေါ့ဒီ logical thinking လောက်တာလည်းပါတယ် critical thinking လောက်တာလည်းပါအလားတူပဲကိုယ့်ရဲ့စဉ်းစားမှုနဲ့ပတ်သက်ပြီးတော့တတိရှိနေပေါ့နော်စဉ်းစားတဲ့ mindfulness and the philosophy attitude ကိုယ့်ရဲ့စိတ်ထားတွေကိုဉာဏ်ပညာပါမယ်မေတ္တာစိတ်ထားပါမယ်ပေါ့ကောင်းကျိုးလူလာတဲ့စိတ်ကိုပြောတာမေတ္တာစိတ်အဲ့ဒါလိုမျိုးဒီနဲ့ဆက်ဆက်ပြီးတော့မှဒီကြံတဲ့ပေါ့နော်ဒီ liberal arts မှာပါတဲ့ leadership တို့ management တို့အဲ့ဒါတွေလည်းပဲဆက်ဆက်ပြီးတော့မှဒါဘာသာရပ်တစ်ခုတိဆောက်ထားတာဖြစ်တယ်နောက်တစ်ခါဒီ literature ထဲမှာပါတဲ့ကြပြာတို့နောက်တစ်ခါဒီပကြီးတို့နဲ့ဆက်ဆက်ပြီးတော့ဘယ်လို critical လုပ်မလဲကိုယ့်အတွက်အကျိုးရှိအောင်ဘယ်လိုနောက်တစ်ခါသမိုင်းတို့ anthropology တို့ဒီပေါ့နော်ဒီလူသားနဲ့ပတ်သက်တဲ့ဒီကိုရဲ့နေစဉ်ဘဝမှာအသုံးချလို့ရအောင်ပေါ့နော်ဒါကိုလေ့ကျင့်တဲ့ဘာသာရပ်တစ်ခုဖြစ်ပါတယ် liberal arts ဆိုတာဒါလွတ်လပ်ခြင်းလူသားဆန်ခြင်းပေါ့နော်ပညာရပ်တစ်ခုအနေနဲ့ဒါလူသားတိုင်းလေ့ကျင့်တဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်လို့အဲ့ဒါလေးနဲ့ဒီကုန်းချုပ်ပြရစီဟုတ်ကဲ့ပါဟုတ်အဲ့ဒါဒီနေ့အချိန်ပေးတာကျေးဇူးတင်ပါတယ်နောက်အပတ်တွင်မှာလည်းဆက်ပြီးတော့ဆွေးနွေးသွားကြပါမယ်ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ